အားလုံးအဆင်ပြေကြပါစေခင်ဗျာတရင်ကျွတ်ပွဲတော်ဟာခရစ်ယာန်ဘာသာတို့ရဲ့ခရစ်စမတ်ပွဲတော်နဲ့ဘာတွေတူညီမှုရှိနေတယ်လဲဘာတွေရှောင်ရမလဲစသဖြင့်ဆွေးနွေးပေးသွားချင်တာဖြစ်ပါတယ်2025ခုနှစ်ဟာမြန်မာတက္ကရာ1386 1389ခုနှစ်ဖြစ်ပါတယ် English လို Lighting Festival လို့တောင်တည်ကြတဲ့တရင်ကျွတ်ပွဲတော်ဟာဗုဒ္ဓဖျားရှင်နတ်ပြည်မှာနှစ်သားဖြစ်စဉ်မေတော်ဒေဝကိုယေရှုဆက်တင်ခြင်းနဲ့မောကောင်းကင်မှစင်ကြောလာခြင်းအထိတ်အမှဒီနေ့အချိန်ထိဗုဒ္ဓဘာသာဝင်များအမျက်တော်ချင်းပါကြတဲ့ပွဲတော်အခမ်းအနားတစ်ခုဖြစ်ပါတယ်မြန်မာရိုးရာဝါဆိုလပြီးဆုံးခြင်းလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာတကြံပွဲတော်ပြီးရင်ဒုတိယအကြိမ်မြောက်အကြီးဆုံးသောပွဲတော်ဖြစ်ပါတယ်မြန်မာဂီတဆက်ပွဲတွေအခမဲ့ရုပ်ရှင်တွေမြန်မာရိုးရာလက်ဝတ်ပွဲတွေမြန်မာရိုးရာအစားအစာတွေနဲ့စီကားတိုက်မဲ့လာတဲ့အခါသမယတစ်ခုလည်းဖြစ်ပါတယ်မိဘဆရာတက်ကြီးရဲ့ဦးကျေးဇူးရှင်အဖိုးဖွားတို့ကိုကတော့ချင်းတစ်နှစ်လုံးပြစ်မှားခဲ့တော့အပြစ်တွေကိုခွင့်လွှတ်ပေးရန်ဝင်ချတောင်းပန်ခြင်းလက်ဆောင်ပစ္စည်းဆက်တတ်ခြင်းတွေပြုလုပ်ကြပါတယ်ဒီသတရင်ကျွတ်ပွဲတော်နဲ့ခရစ်ယာန်ဘာသာတို့ရဲ့ခရစ်စမတ်ပွဲတော်တွေဘာတွေတူညီမှုရှိနေတယ်လဲဆိုရင်နံပါတ်1အနက်အတိတ်ပဲချင်းတူညီခြင်းခရစ်စမတ်ပွဲတော်ကသခင်ယေရှုဖျားမွေးဖွားဆင်းကြွလာခြင်းကိုပူဇော်ပြုပြီးသတရင်ကျွတ်ပွဲတော်ကတော့မြတ်စွာဘုရားသခင်ကောင်းကင်မှကမ္ဘာလောကစီတို့ဆင်းကြွလာခြင်းကိုပူဇော်ပြုပါတယ်နံပါတ်2မြင်းအလင်းရောင်ကိုအဓိကသုံးဆွဲခြင်းဗုဒ္ဓဘာသာဝင်များကလမ်းတွေနေအိမ်တွေဈေးတွေပထူးတွေမှာဖျောင်းတိုင်မြင်းထူးကြီးကြတယ်လို့ခရစ်စမတ်ကာလမှာခရိယန်ဘာသာဝင်တွေကလည်းဘုရားကျောင်းတွေနေအိမ်တွေသင်္ကြန်နေရာတွေမှာခရစ်စမတ်ကာလတစ်ခုလုံးမြင်းအလင်းရောင်ကစားစီကြတာတွေ့ရပါတယ်ဒါကြောင့်ပွဲတော်တစ်ခုစလုံးမှာမြင်းအလင်းရောင်ကိုခြေပြန့်စွာအသုံးပြုတာဟာသင်တူပါတယ်ခရိယန်တွေကသခင်ယေရှုဟာလောကရဲ့အလင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်နောက်ထပ်တူညီတဲ့အချက်တစ်ခုကတော့ဒီအခါသမယအတွင်းမှာမိသားစုဝင်တွေစုံစုံလင်လင်ဖြတ်တန်းကြခြင်းပဲဖြစ်ပါတယ်နိုင်ငံခြားနဲ့မိသားစုနဲ့ဝေးကွာရင်းအလုံးလုံးကင်နေကြသူတွေဟာအားလရက်တွေမှာဇာတိအိမ်တို့ပြန်လာကြပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကြတာပါအတူတကွနေထိုင်ကြတယ်ဝိုင်းဖွဲ့တီဆူကြတယ်ချက်ပြုတ်စားတော့ကြပါတယ်ယေရှုရှင်မိဘဆရာအကြီးကဲတွေကိုမတ်တရားတတိယလက်ဆောင်ဆက်တာကြပါတယ်ဒီအချက်ကလည်းတူညီနေတာတွေ့ရပါတယ်ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုဘယ်လိုရှိပါသလဲကွန်မန့်မှာရေးသားခဲ့လို့ရပါတယ်အိုးသတရင်ကျွတ်ပြီလေလမ်းထပ်သေးဘူးလားဆိုပြီးတော့အရက်စကားပြောဆိုကြတဲ့အတိုင်းသတရင်ကျွတ်ပွဲတော်ဟာဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ်ပြူလူပြူတို့အတွက်အနက်အတိတ်ပဲပြည့်ဝတဲ့ပွဲတော်ကာလတစ်ခုလည်းဖြစ်ပါတယ်ချစ်သူစုံတွဲတွေဆိုရင်လည်းမြင်းလင်းပြပြလမ်းမဈေးတွေမှာအတူလက်ချင်းချိတ်ကတွာလာပျော်ရွှင်ရင်းဖျားစေတီတို့မှာဂတိတစ္ဆာပြုကြရင်းပျော်ရွှင်ကြည်ညိုတတ်ကြပါတယ်ချို့ချစ်သူစုံတွဲတွေကနှစ်ဖက်မိဘစုံရာပျော်ပျော်ရွှင်ရွှင်လက်ထပ်မင်္ဂလာပွဲတွေကျင်းပကြပါတယ်။တည်င်းကျွတ်မှာဘာတွေရှောင်တင်ပါသလဲ။နံပါတ်1မလဲမစားပြုခြင်းပွဲတော်ဤအနေအတိတ်ပဲကူကလေးစားမှုကိုအထူးပြုခြင်းဖြစ်တာကြောင့်မိဘဆရာယဟန်တန်ဃာတို့ကိုမလေးစားသောအပြုအမူတို့ကိုရှောင်ရှားရမယ်လို့ဆိုပါတယ်။နံပါတ်2မြည်တည်မမှုခြင်းဖျောင်းတိုင်မြည်ထုညစ်ခြင်းမြည်ပုံးပြန်လွှင့်ခြင်းမြည်ရှူမြည်ပန်းဖောက်လွတ်ခြင်းစသဖြင့်မြည်ကိုအထူးအသုံးပြုရသောပွဲတော်ဖြစ်တာကြောင့်မြည်တည်မမှုခြင်းခြားသူများကိုထိခိုက်စေမဲ့ပြုအမူတို့ကိုအထူးရှောင်ကြဉ်တင်ပါတယ်။ကမ္ဘာပေါ်မှာအိန္ဒိယကမ္ဘောဒီးယားလာအိုထိုင်းနိုင်ငံတွေကဗုဒ္ဓဘာသာဝင်ထွန်းကားမှုအမြင့်ဆုံးနိုင်ငံတွေဖြစ်ပါတယ်ဒါပေမဲ့သတရင်ကျွတ်ပွဲတော်ဟာမြန်မာနိုင်ငံမှာပဲအဓိကကျင်းပတာဖြစ်ပါတယ်လေ့လာမှုစီးရင်များအရနိုင်ငံလုံးဆိုင်ရာလူဦးရေ 54.5 တန်းခန့်ရှိတဲ့အထက်ကဗုဒ္ဓဘာသာဝင်လူဦးရေ89ရာခိုင်နှုန်းခန့်ရှိတယ်လို့ဆိုပါတယ်2025ခုနှစ်အတွက်တေချာသောအချက်လက်မရှိသေးတော့လဲတချို့ထုတ်ပြန်ချက်ဇာတ်တမ်းတွေအရတော့တစ်ကမ္ဘာလုံးမှာဗုဒ္ဓဘာသာဝင်လူဦးရေ324တန်းခန့်ရှိပြီးကမ္ဘာလူဦးရေရဲ့4.1ရာခိုင်နှုန်းရှိကြောင်းလေ့လာတွေ့ရှိရပါတယ်2010ခုနှစ်ကနေ2020ခုနှစ်အတွင်းဗုဒ္ဓဘာသာဝင်လူဦးရေယိုနေလာခဲ့တယ်လို့အချို့သုတေသနစာတမ်းတွေကဖော်ပြနေပါတယ်ကမ္ဘာဗုဒ္ဓဘာသာဝင်များရဲ့98ရာခိုင်နှုန်းကျော်ဟာအာရှဖိစိဖိတ်ဒေသမှာတည်ရှိကြောင်းသိရှိရပါတယ်ခုတင်ဆက်ပေးခဲ့တဲ့သတရင်ကျွတ်ပွဲတော်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ရောဘယ်လိုရှိတယ်ဆိုတဲ့ဟာကို comment မှာရေးသားပေးသွားဖို့လဲတောင်းဆိုချင်ပါတယ်ခင်ဗျာအထူးပဲကျေးဇူးတင်ပါတယ်